ဒါသမီးလေးအတွက်ကိုနည်းနည်းဆိုလို့ရှိရင်ဒီလိုစက်သားပေါ့နော်ဒီတော့အမောင်လေးကိုတော့အမြဲတမ်းပြုတ်ပေါင်းမယ်ပေါင်းပြီးလို့ရှိရင်စားလေးနည်းနည်းထည့်ထားတယ်အဲ့လိုပုံစံမျိုးလေးနဲ့တိတ်နာတယ်ပေါ့နော်ဗာဟင်းဆက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်စီစက်ခောက်ဆွဲစားမလားပြီးတော့နောက်တစ်ပတ်ဆိုလို့ရှိရင်ပဲနှစ်သက်ရောက်တော့မယ်ဆိုတော့အဲ့လိုမျိုးအိမ်ထဲမှာမလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးပေါ့နော်လုပ်ပြင်မယ်ဟိုမနေ့ကဆိုလို့ရှိရင်တော့ရေခဲတက်တာရှင်းလာတယ်နည်းနည်းမပါပေါ့နော်အိမ်တန်ရှင်းလို့ကတော့တကယ်မပြေမှန်ဘူးဒါပေမဲ့ကလေးတစ်ဖက်နဲ့ဆိုတဲ့အခါကျတော့ तू ကကိုယ်ဓာတ်ရှောင်းနောက်ကင်ကတ်နေတဲ့အခါကျတော့နှစ်ဆပို့ပြီးတော့အချိန်နေလဲကုန်တာပေါ့နော်အခုလဲကြည့်မှာမအေကိုကဟိုင်းနေပြန်ပြီ तू ကအဲ့ကရတာကိုအရန်ဝါသနာပါတယ်ဒါပေမဲ့သူကသူတယောက်တည်းကရလားဆိုတော့လည်းမဟုတ်ပြန်ဘူးတချင်းဖွင့်ခိုင်းပြီးတော့မေမေကအဲ့ဒါချီခိုင်းပြီးတော့အဲ့ဒါဓာတ်ရှောက်သူကပဲအဲ့ဒါတော့ तू တော်တော်လေးသဘောကျတယ်ကိုကတော့ပြင်မှန်တာပေါ့ခုနကပေါင်းလာတဲ့အာလူရဲ့စက်သားရဲ့အဲ့ဒါလေးကိုရောပြီးတော့ကြိတ်ပြီးတော့တစ်ခုကျတော့တန်ပူရာနဲ့ကြော်မယ်တစ်ခုကျတော့စီချက်ကောက်ဆက်တက်ကိုကြိတ်ထားမယ်ဟိုသားသူကပဲပြုတ်ထမင်းကြော်ကြိုက်တယ်လေပဲပြုတ်ကိုဖရီဇာထဲမှာထည့်ပြီးတော့တစ်ခါပေါင်းရင်လေးထုတ်ရတယ်ဒီလိုပုံစံမျိုးလေတရားကိုတမျိုးစီပေါ့အခုခလေးကိစ္စပြီးသွားတဲ့ခါကျတော့အမျိုးသားပဲပြုတ်ထမင်းကြော်မနက်စားသူအရန်ကြိုက်တယ်ချက်တက်ပြုတ်တဲ့ချင်းအေးဆေးလေးချက်ပြုတ်ခြင်းတော့သူ့တော့ရှိရဟာပောက်ကရပြီးထားတာပေါ့အခုတော့ဒီမှာကြက်ဥခုံနဲ့ပြီးစော်ထားရတယ်။အခုရှင်းတော့မယ်ဒီကောင်တာကိုပုံမှန်ဆိုလို့ရှိရင်တိတ်ပြီးတော့တန်ရှင်းရေးတပတ်တစ်ခါလောက်ပဲအခုကကြတော့နေတိုင်းနီးပါးကိုလုပ်တယ်ကလေးကလည်းအခုလူကြီးနဲ့အတူတူပေါ့နော်အပြိုင်လာပြီးတော့စားတတ်တဲ့ခါကျတော့တန်ရှင်းရေးပိုလုပ်ကြတယ်နှစ်ဆအိမ်ရှင်းတာပြီးသွားပြီဆိုတော့အခုဒါအဝတ်ထည်လေးစမယ်ကိုယ့်ရဲ့မွေးဖြစ်တဲ့ဟာလေးတွေအသေးလေးတွေလည်းပါတယ်တချို့အဟောင်းဆိုပေမဲ့လို့ကောင်းတဲ့ဟာလေးတွေကိုရွေးထုတ်ပြီးတော့ပြန်လှူမှုပေါ့နော်ဟိုင်းတော်ပါသေးတယ်ဒါပေမဲ့ဟိုပါပဲတော်ပါပြီဒါအမဆောင်းကအရင်ဟိုအေးလာပြီလေဒီချိန်ပေးရမှာအဲ့ဒါမျိုးအမြင်ဆိုလို့အမြန်လာထုတ်တာသူ့ဟာများတယ်မရှိဘူးဆိုလို့ရှိရင်90လောက်ရှိမယ်ထင်တယ်ထူကြီးမိုင်းစနေမိုက်တယ်တော့တချို့ဟာတွေဆိုလို့ရှိရင်လေဝယ်ပြီးတော့ဒီဇိုင်းမကြိုက်လို့ဆိုပြီးတော့နှစ်ခေါက်လောက်ပဲဝယ်တဲ့ဟာတွေလည်းပါတယ်မဒါရီဆိုလုံးဝကိုလေမကြည့်ရောဒီအမဲလေးတော့မှယူထားလိုက်မယ်ကြိုက်ဘူးတဲ့လုံးဝကိုဒါဆိုလို့ရှိရင်ဝယ်ပြီးတော့မသုံးတဲ့ဟာပြီးတော့ဒီမှာဒါလေးကတော့သူတော်တော်လေးဝတ်ဖြစ်ပါတယ်သူတော်တော်လေးတန်အောင်ဝတ်လိုက်တာဒါပေမဲ့လို့အသားကောင်းတယ်တော်တော်လေးနှွေးတယ်ဟိုချိတ်ချိတ်တဲ့အိတ်ထဲမှာလုံးဝဆင်မပြေဘူးနောက်တိတ်သွားတော့တိတ်တော့မဟုတ်2အိတ်လောက်တိုင်းရမယ်ပဲအဝတ်ကရှေ့တစ်ခေါက်တုန်းကလည်းလူဘူးတယ်အဲ့တုန်းကလည်းလာယူရဲလူတွေကလေဟိုတေးချာဟိုကြကြနာနာနဲ့ကိုရွေးပြီးတော့ယူတာအဲ့ဒါလေးကိုအရန်သဘောကျတာပဲဒီလိုမျိုးရှိသမျှအကုန်လုံးဆွဲသွားတာမဟုတ်ပါနဲ့သူတို့အတွက်လိုအပ်တာလေးပဲရွေးပြီးတော့ယူသွားတဲ့သဘောလေးပေါ့ဒါတင်ထင်တာအောင်လို့တော့ရေးထားတာပဲဒီလိုမျိုးလေးထားပြီးလိုက်စီချက်ခောက်ဆွဲရတော့အရန်ကြိုက်တာအဲ့တော့ကိုကမနက်စာပြီးလို့ရှိရင်ဒီနေ့နေခင်းပဲ snack ဆိုလို့ရှိရင်လည်းဒီစီချက်ကိုပြန်ပြီးတော့ကျွေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်သူအရန်ကြိုက်တယ်ဆိုတော့အချက်သားလေးနဲ့လှုပ်ထားတာတူဒီတော့မွေးထားတော့လေဘာခက်လဲဆိုတော့မအေးကသူ့ကိုတငယ်ချင်းပြန်လုပ်ပေးရတာလေနော်အဲ့တော့ဒီမှာကြီးကောင်ကြီးမနဲ့ဒီမှာမကြီးမငယ်စော့ပေးနေတာတခန်းဝင်တခန်းထွက်ဒီမှာတူတူပုံတိုင်းစော့နေတာသူအရန်ကြိုက်တယ်အရန်ပြော့ကိုကလည်းအဲ့လိုခလေးကိုလိုက်နောက်ကြတာကိုငယ်လေးရသဘောကျခလေးမွေးခင်နေကအဲ့လိုခလေးနဲ့စောတာတော့အရန်ကြိုက်တာဆိုတော့သမီးလေးမွေးတော့ပိုဆိုးတာပေါ့နော်ခလေးထက်အမေကပိုပြီး serious ဖြစ်နေတာစော့တဲ့နေရာမှာလေဒီဗီဒီယိုပြန်ကြည့်ပြီးတော့စိတ်ညစ်တယ်တော့ဘာလို့နေရလဲမသိဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအိမ်ထဲမှာပဲပေါ့ဒီနေ့အပြင်မသွားဘူးဒီနှစ်ကုန်လေးမှာရှင်းစရာရှိရည်ဆက်ရှင်းလိုက်အောင်မေတတာ